ရေခဲတက်တာမအေးတော့ရင်အေးအောင်လှုပ်တဲ့နီလန်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့ကိုလှုပ်တဲ့နီလန်းလေးအသေးစိတ်ရှင်းပြပေးထားပါတယ်ဗျဂယူဒီဇိုင်းကြည့်ပါဂယူဒီဇိုင်းနားထောင်ပေးပါဗျကြောက်လက်တက်လက်နဲ့ socket လေးကိုဖြုတ်လိုက်မယ် socket လေးကိုဖြုတ်လိုက်ပြီဆိုရင်ဒီ wire လေးအတွင်းပိုင်းမှာကြီးတွေကညှိနေတဲ့အတွက်ကျွန်တော်တို့ကော့ဘက်လေးနဲ့ပေါ့နော်ကော့ဘက်လေးကိုအချောင်းလုပ်ပြီးထိုးပေးရမှာဖြစ်ပါတယ် wire လေးကိုထိုးပြီးကြီးရထိုးပြီးသွားတဲ့socket လေးကိုလည်းဒီအတိုင်းပုတ်ပေးလိုက်ပါကြီးတွေထွက်သွားအောင်ဖြစ်ပါတယ်ဗျသုံးချောင်းလုံးကိုပုတ်ပြီးသွားတဲ့ခုချိန်မှာ wire တွေနဲ့ပြန် join ပေးလိုက်မယ်မိတ်ဆွေရဲ့ socket ကကောင်းနေတယ်ဆိုရင်ဒါလုပ်ပြီးသွားတဲ့တနားရေခဲတာပလက်ပေါက်ထိုးပြီးသွားတဲ့အေးသွားဖြစ်ပါတယ်တကယ်လို့ socket ပြက်နေတယ်ဆိုရင်တော့မိတ်ဆွေတို့အစ်စ်လဲပြရမှာဖြစ်ပါတယ်ဗျဒါလေးကိုတော့ဂရုစိုက်ဖို့လိုပါတယ်ဒါလေးတွေကိုတော့တီးထားဖို့လည်းလိုပါတယ်ဗျ socket လေး join ပြီးသွားတဲ့တက်ပေးလိုက်ပါပြီးတော့ပလက်ပေါက်ထိုးပြီးတနားစောင့်ပေးပါအေးသွားရင်တော့မိတ်ဆွေတို့အောင်မြင်သွားပါပြီတကယ်လို့မအေးရင်တော့အစ်စ်လဲရမှာဖြစ်ပါတယ်ဗျဒီလိုဗုဒ္ဓရတဲ့ဗီဒီယိုတွေအများကြီးရှစ်ဆက်တင်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်ရင်အသေးပေး share လုပ်သွား page လေးကို follow လေးပါလုပ်သွားပြီ